ခဲမိလဲကျွန်တော်မသိဘူးကျွန်တော်စီကပြေးထွက်သွားချိန်မှာတော့သူခလုတ်တိုက်မှာကိုစိတ်ကူးနေမိတာနာကျင်စရာတွေများလာတဲ့အခါဘဝထဲကိုအချစ်ကိုထားစရာနေရာကိုမရှိတော့သူ့နှစ်ဖူးလေးကိုချွေးမဆူစေခြင်းဘူးသူ့လက်ဖြားလေးတွေကိုလည်းမာကြောမနေစေခြင်းအဝေးကြီးကိုအတူတူပြေးထွက်မသွားခြင်းတော့ဘူးလောကမှာအချစ်ကဘာအရေးကြီးလို့လဲဆိုတဲ့ကောင်ကလည်းသူများလက်တဲ့ကိုထည့်ပေးပြီးကြမှာကျင့်လို့တာသူပြောဖို့အရေးကြီးတာပါဆိုပေမဲ့တကယ်ဆိုကိုလည်းပြောချင်သေးတယ်လေအရင်လိုပဲခေါင်းစဉ်အောက်မှာအတူတူရှိရှင်သေးတဲ့အငွေ့သက်တွေမှာအများကြီးပဲချစ်ချင်းမြတ်တာဟာပေးဆက်ခြင်းတသက်လို့တော့ကိုမပြောချင်ပါဘူးဘာလို့လဲဆိုတော့ကိုမှလည်းမင်းစီကလိုချင်တာတွေရှိတယ်လေမင်းလက်ကလေးကိုကင်ခြင်းနဲ့မင်းနှစ်ဖူးလေးကိုခပ်ဖွားလေးနမ်းခြင်းနဲ့မင်းတန်လေးကိုနှိတိုင်းကြခြင်းနဲ့မင်းအသွေးတဲ့အသားတွေကနေစိတ်ထွက်လာတဲ့ချစ်တယ်ဆိုတဲ့စကားလေးကိုကိုပြောစီခြင်းနဲ့တကယ်ပါအမှန်ဆိုကိုလည်းအဲ့ဒီလိုပြောခြင်းသေးတယ်အရာရာမျှတပါတယ်အချစ်အမုန်းဟန်ချက်ညီညီလို့ပဲကဘာကြီးကရှိနေလို့ပေါ့ငါကချစ်တယ်မင်းကမုန်းတယ်သူ့ဘဝလေးနဲ့သူပြောနေတာကိုကိုယ့်ဘဝလေးနဲ့ကိုထိုင်ကြည့်ပြီးပြောနေပါတဲ့လူတွေမှာလည်းမျက်ရည်တွေနဲ့ဟိုမိမကိုနမ်းတော့ဒီမိမရင်ကျိုးရတာပေါ့ချီတယ်အယုတ်ကျိုးပြည့်ဆိုတဲ့အခြေအနေတွေမှာကိုဟာသူ့အတွက်ရုပ်သေးရုပ်တရုပ်ထက်မပိုခဲ့ပါဘူးကျိုးဆွဲရာကခဲ့တယ်သူစိတ်တိုင်းကြနေခဲ့တယ်သူ့ကိုချစ်မိလို့ဆွဲလန်းမိတယ်ဆိုတဲ့အကြောင်းပြချက်ကလွင်ကိုဟာသူ့အနာမှာနေချင်းုံသက်သက်ပါပဲကိုအတွက်မဟုတ်တဲ့သူကိုချစ်ဘူးလားတဲ့ချစ်ဘူးတာပေါ့ချစ်တယ်လို့ပြောခွင့်မရှိတော့တာတိတိကြီးနဲ့သူ့နှစ်ဖူးလေးကိုနှမ်းခွင့်မရဘူးဆိုတာတိတိကြီးနဲ့သူ့နှလုံးသားမှာကိုအတွက်နေရာမရှိဘူးဆိုတာတိတိကြီးနဲ့သူများရင်ဝင်ထဲမှာပျော်နေတာတိတိကြီးနဲ့ငေးကြည့်နေုံပဲတတ်နိုင်တဲ့အခြေအနေမှာကိုအတွက်မဟုတ်တဲ့သူကိုတေချာပေါ့ငါချစ်ဘူးတာပေါ့ငါတတိယချင်းကြောင့်ဘသူ့ကိုမှခလုံးမတိုက်စေချင်တော့ဘူးကျွန်တော်ကချစ်တယ်လို့အပြောခံရတဲ့သူမဖြစ်ချင်ဘူးအရွေးချယ်ခံရတဲ့သူပဲဖြစ်ချင်တာကျိုးဆွေးရလဲကခဲ့တယ်ဝီးဝန်းသွားအောင်လဲခခဲ့တယ်ဒါလဲထားခဲ့တာပါပဲမိမိပြောက်ပြောက်သွားလာလှုပ်ရှားနေရင်ကတတိလက်ရောမြင်ရောင်ကြားရောင်မိနေတဲ့တတိယခြင်းလေးပါပဲမျက်လုံးမိတ်ချလိုက်တယ်သူ့ပုံဖွင့်ချလိုက်ပြန်တော့တယ်